ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တရုတ်ပြည်ရဲ့9ခုမြောက်အကြီးကျယ်ဆုံးတီထွင်မှုလိုတောင်တင်စားကြတဲ့မားကြောင်အတုံးလေးတွေဘလို့လုပ်တယ်လဲဆိုတာကြည့်ကြရအောင်ဒီအတုံးလေးတွေလုပ်ရတာကဖုံးနေတဲ့က chip တွေထုတ်ရတာတဲ့တောင်ပိုခက်သလားအောင်မရတယ်ဗျာပထမဆုံးအနေနဲ့မားကြောင်မုံတွေဟိုပုံစံကွက်ထဲမှာတီးတီးခြားခြားညီအောင်ဖြန့်ပေးရပါတယ်ပြီးရင်တော့မော်တာနဲ့တအားဖီချလိုက်တာပေါ့တန်50လောက်ရှိတဲ့ဖီအားနဲ့စက္ကန့်ခက်80ကြာအောင်ဖိထားလိုက်တဲ့အခါမုံလေးတွေကနေမားတောင်းအတုံးလေးတွေဖြစ်လာရောဒီမှာကြည့်အတုံးလေးတွေရဲ့မျက်နှာပြင်မှာလိုချင်တဲ့ပုံစံလေးတွေပေါ်လာပြီဒါပေမဲ့ဒါကအစပဲရှိသေးတာနော်အပေါ်ထွက်နေတဲ့အစအနလေးတွေကိုတေးသေးချာချာဖယ်ထုတ်ကြည့်ရင်နောက်ထပ်အဆင့်တစ်ခုကတော့တန်လိုက်ပြားလေးတွေထည့်တာပဲဒီတန်လိုက်ပြားလေးတွေကမားကြောင်ဝိုင်းမှာအတုံးလေးတွေကိုနေရာတကျစီပေးဖို့အဓိကပဲပေါ့နောက်ဆုံးအနေနဲ့အထဲမှာတန်လိုက်တွေကြောက်စရစ်ခဲလေးတွေထည့်ပြီးတေးသေးချာချာပြန်ပိတ်လိုက်တဲ့အခါလက်ထဲမှာကန်ရောက်တာအရသာရှိတဲ့အလေးချိန်စီပိုင်းနဲ့မားကြောင်အတုံးလေးတွေရလာပါပြီဒီလောက်ထိအပင်ပန်းခံလှုပ်ထားတာဆိုတော့မားကြောင်ရိုက်တဲ့အခါမနိုင်ရင်တောင်အတုံးလေးတွေကိုကြီးပြီးကြည်တဲ့နေရာမှာပါပဲဟေးမိတ်ဆွေတို့ပတ်စံတွေအမြဲရှုံးနေလို့မားချောင်းတုံးတွေဘလူလုပ်လဲဆိုတာဆက်ပြီးသိကျင်နေပြီလားလာကြည့်လိုက်ရအောင်ဒါကတော့ပထမဆုံးအမိုင်းတို့အမုံတွေကိုဘန်းနဲ့လောင်းထည့်လိုက်တာပါဂျုံမုံမဟုတ်ဘူးနော်စားလို့မရဘူးကဲဓားပြားကြီးနဲ့ညီအောင်ညီမယ်ကြည့်ရတာစိတ်အေးချမ်းစရာလीနော်ပြီးရင်တော့ hydraulic ဆက်ကြီးနဲ့ဒုံးဆိုပြီးဖိချလိုက်တာပဲစက္ကန့်180လောက်အချိန်ယူရတယ်စိတ်မရှိတဲ့သူတွေအတွက်တော့တကြိုးတက်စရာပဲဗျာအခုတော့ရုပ်လုံးလေးပေါ်လာပြီဘေးကပိုတဲ့အစာအနာတွေကိုခွာထုတ်ပြီးတော့ဖုံမှုံလေးတွေကိုလေးနဲ့တဝူးမှုံထုတ်လိုက်တာဟုတ်ကြည့်ရတာတကယ့်စိတ်ကျဉ်တဲ့ဆရာကြီးမျက်နှာပြင်ပြောင်းလဲနေဖို့အတွက်နောက်ထပ်အမုံလေးတွေထပ်ဖြူအပူချိန်180ကနေ200ဒီဂရီနဲ့ထပ်ဖြူမယ်ဒါမှမှန်လူပြောင်းနေမှာတစ်ဖက်လူဘာကြိုက်ထားလဲချောင်းကြီးလို့ရအောင်လေနောက်တာမှာနော်ကဲအခုတော့မားချောက်တုံးတွေစပါးတော်မဲ့အချိန်စီပိုက်ကြီးတွေထဲမှာဝါချမ်းပြားလေးတွေဖျောင်းတွေနဲ့အတူတူလိမ့်ပေးရတယ်ဒါမှလက်ထဲမှာကြိုက်လိုက်ရင်ချောမွတ်နေမှာပေါ့ပြီးရင်တော့စစ်စေးအစိမ့်ဆက်နဲ့ခွဲထုတ်ပြီးတော့အမကြီးတွေကလက်နဲ့တုံးချင်းစစ်တာအဖျားလေးနည်းနည်းပဲ့နေအောင်ပဲ့မှာနော်သူတို့မျက်လုံးတွေက X-ray လိုပဲအမားခံလို့မရဘူးဒါကတော့အလန်းဆုံးအပိုက်ပဲစက်ကြီးကနေအယောင်ဆုံးကိုကွက်တိစီးချေပေးသွားတာနီးပညာကတော့ရှယ်တယ်နော်လက်နဲ့ချေရင်တော့မနှက်ဖြန်မပြီးမှာဆေးပိုတာတွေကိုတုတ်လိုက်ရင်တော့မားကြောင်တုံးလေးတွေအသင့်ထီပါပြီဒါနဲ့နောက်ဆုံးမှတန်လိုက်တွေထည့်တာတွေ့လားအဲ့ဒါဘာလို့လဲဆိုတာသိကြလားသိရင်ကောင်းမှမှန်ခဲ့အောင်နော်